ကျွန်တော်တို့ရှင်သန်နေထိုင်ရာလောကကြီးထဲမှာစီးပွားရေးတွေငွေရေးကြီးရေးတွေခက်ခဲလာပြီဆိုလို့ရှိရင်စိတ်တွေဆင်းရဲရပါတယ်ပြီးတော့အိမ်တော်ရေးအဆင်မပြေမှုတွေဖြစ်လာတတ်ပါတယ်လူကလည်းစိတ်ဓာတ်တွေကျလာတတ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများအပေါင်းအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတလုံးမှာလူတော်တော်များများဒါမေးလိရှိကြတဲ့เนาะစိတ်ညစ်နေကြရတဲ့မိကွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ငွေကြေးခက်ခဲမှုတွေဘယ်တော့မှပြည်လည်သွားမှာလဲပြီးလို့ရှိရင်ဒီကြက်တဲမှုတွေကနေပြီးတော့ဘယ်လိုရုံးထွက်ရမလဲဆိုတဲ့မိကွန်းပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကနေ့မှာတော့ကျွန်တော်ကငွေကြေးခက်ခဲမှုတွေပြည်လည်စေပြီးတော့ကံပွင့်လာစေမဲ့လက်ပွင့်လာစေမဲ့နီလန်းကောင်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာတခုတော့ရှိပါတယ်ခင်ဗျာအဲ့ဒါကတော့ဘယ်အရာမဆိုနော်ကိုကလောက်တော့မယ်ဆိုလို့ရှိရင်ဇွဲရှိနဲ့ဒါ site လိုက်မဲ့တက်ပေါ့နော်ဒီဇိုင်းမဲ့လုပ်ဖို့တော့လိုအပ်ပါလိမ့်မယ်အဲ့တော့တစ်ကြိမ်နှစ်ကြိမ်လုပ်ရုံနေတယ်မယ်ဒါကန်တရားတွေအားလုံးကချက်ချင်းအားလုံးပြောင်းလဲသွားဖို့ဆိုတာကတော့မလွယ်ကူပါဘူးအဲ့တော့မိမိရဲ့ကံဉဏ်ဝရိယသုံးပါးစလုံးကိုပေါင်းဆက်ပြီးတော့ယုံကြည်ချက်ရှိနဲ့လှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်တော့မကြခင်မှာထူးခြားတဲ့အပြောင်းလဲတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်လှုပ်ဆောင်ရမယ့်အချက်ကလေးတွေကိုကျွန်တော်အသေးစိတ်တင်ပြပေးသွားမှာဖြစ်တဲ့ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုလည်းအဆုံးထိအောင်လိုက်ပါကြည့်ရှုနားဆင်ပေးဖို့ကျွန်တော်ကလည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဗီဒီပညာသဘောအရပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ငွေเนาะဒါငွေဆိုတာကတနင်္လာနဲ့ဖြစ်ပါတယ်ကခကကန်ကပေါ့နော်အဲ့ဒီတော့တနင်္လာနဲ့ဖြစ်တဲ့ငွေကြီးကိုမိမိကဒါနိုင်ခြင်းနဲ့ပေါ့နော်ဒါနိုင်နေခြင်းနဲ့ငွေဝင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တနင်္လာနံရဲ့เนาะငွေရဲ့ဒါ support ကိုကျွန်တော်တို့သုံးရပါမယ်အဲ့တော့သူ့ကိုနိုင်လို့စကိုခိုးဆိုတဲ့ဒါရှေးပညာရှိတွေရဲ့စကားအတိုင်းပဲတနင်္လာနံရဲ့ဒါ support ဖြစ်တဲ့ကျွန်တော်တို့စနေနေ့မှာအခုပြောပြမယ်ကျွန်တော်တင်ပြပေးမယ်အစီအမံတွေကိုတည်တည်ချာချာလေးလေးစားစားနဲ့ယုံယုံကြည်ကြည်နဲ့ဒါဒီဇိုင်းမဲ့ပြုလုပ်ကြရမှာပဲဖြစ်ပါတယ်စနေနေ့မှာမိမိတို့ရဲ့ဒါကံเนาะဒီကံရဲ့အညစ်အကြေးတွေကိုစီးကြောတန့်စင်ပြီးတဲ့အခါမှာချက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံအောင်ပြုလုပ်ရမယ်အချက်10ချက်ရှိပါတယ်เนาะအဲ့တော့တစ်ချက်ချင်းစီကိုတည်တည်ချာချာလေးဒါလိုက်လံမှတ်သားပြီးတော့မှလှုပ်ဆောင်ကြည့်ကြဖို့လေကျွန်တော်ကတိုက်တွန်းလိုက်ပါတယ်နံပါတ်1အချက်ပြတဲ့ပထမဆုံးအချက်ကတော့စနေနေ့မှာဒါမိမိတို့ရဲ့ခြေသေးလက်သေးတွေเนาะပြီးတော့ဒါသပင်ဖျားလေးတွေကိုစတိအနှင်းငယ်ဒါညှက်တာပဲလုပ်ရပါမယ်เนาะအဲ့လိုညှက်ပြီးတဲ့ဒီအညစ်အကြေးတွေကိုမိမိအိမ်ရဲ့เนาะဒါတင့်တော်တဲ့မြေလွတ်เนาะနေရာတစ်ခုမှာစွန့်ပစ်လိုက်ရမှာပဲဖြစ်ပါတယ်ဒါကဘာလဲဆိုလို့ရှိရင်မိမိမှာရှိနေတဲ့အညံ့အဆိုးတွေကိုဖယ်ထုတ်ပစ်တဲ့သဘောပဲဖြစ်ပါတယ်နောက်နံပါတ်2ဒုတိယအချက်ကကြတော့မိမိရဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့မိမိအိမ်မှာကိုယ်ွယ်ပူဇော်ထားတဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိန်းဝတ်စံပေရာเนาะကျွန်တော်တို့ဘုရားကျောင်းဆောင်ရဲ့ရှေ့မှာဒါမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ဖြစ်တဲ့သူကတော်เนาะသူကတော်ဂုဏ်တော်ကိုပတိစေပတ်ပြည့်အောင်စိတ်ပြီးတော့ဒါဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်ရပါမယ်เนาะအဲ့တော့သူကတော်ဂုဏ်တော်ဟာဒါကောင်းသောလာရကိုရောက်စေတတ်တယ်လို့ဘေးဥပတ်တွေကိုလည်းကင်းစေပြီးတော့လမ်းဖွင့်စေတဲ့ဂုဏ်တော်တစ်ပုဒ်လည်းဖြစ်ပါတယ်နောက်နံပါတ်3အချက်ကတော့မိမိအိမ်မှာရှိနေတဲ့เนาะဒါမသုံးဖြစ်တော့တဲ့အထက်အဟောင်းတွေအင်ကြီးအဟောင်းတွေကိုဒါမိမိထက်နွမ်းပါတဲ့သူပေါ့เนาะဒါသူတို့ကိုဒါပေးကမ်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လုံးဝဆုတ်ပြတ်နေပြီဆိုလို့ရှိရင်လည်းစွန့်ပစ်တာပဲဖြစ်ဖြစ်လွတ်ပစ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြုလုပ်ပေးရပါမယ်အသုံးမလို့တဲ့เนาะပစ္စည်းအဟောင်းတွေအစုပ်တွေကိုအိမ်မှာပုံနေတာကလက်ပိတ်စေတတ်တယ်ဆိုပြီးတော့လည်းဆိုထားကြပါတယ်နောက်နံပါတ်4အချက်ကကြတော့ကျွန်တော်တို့ကုသိုလ်ပြုပေးရပါမယ်အဲ့တော့လှူဒန်းမှုကုသိုလ်ပြုရပါမယ်အများကြီးလှူဒန်းခိုင်းတာမဟုတ်ပါဘူးเนาะအဲ့တော့မိမိတက်နိုင်တဲ့လောက်ငွေကြေးပမာဏကိုအလှူခံပုဂ္ဂိုလ်တူဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒါဖျားတွေမှာရှိတဲ့ဒါအလှူငွေတက်တာတွေကိုစေတနာတန်တန်နဲ့လှူဒန်းပေးရပါမယ်မိမိအနီးနားပတ်ဝန်းကျင်မှာရှိတဲ့မိမိတဲ့ချို့တဲ့ဝမ်းပါတဲ့သူတွေကိုလှူဒန်းမယ်ဆိုလို့ရှိရင်လည်းလှူဒန်းလို့ရပါတယ်เนาะအဲ့တော့ပေးကမ်းခြင်းဆိုတာကလက်ပွင့်ခြင်းရဲ့အဓိကတော့ချက်တစ်ခုပဲဖြစ်ပါတယ်နောက်နံပါတ်5အချက်ကကြတော့ကျွန်တော်တို့မိမိနေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ဒါမိမိရဲ့အိမ်အတွင်းကအမိုက်တွေကိုတန့်ရှင်းရေးလုပ်ပြရပါမယ်။ပေါင်းမြက်ကင်းစင်အမိုက်ကင်းစင်ပြီးတော့တန့်ရှင်းတဲ့နေရာမှာပဲဒါနှက်ကောင်းနှက်မြက်တွေကမဆတ်တက်ပြီးတော့လက်လာပါတွေကိုဒိုးပွားစေတတ်တာပဲဖြစ်ပါတယ်။နောက်နံပါတ်6အချက်အနေနဲ့ကတော့ဒါမိမိအိမ်ပေါ့နော်မိမိအိမ်ရဲ့စီးပွားရေးဗဟိုချက်မှလို့ပြောလို့ရတဲ့ဒါမီးဖို့ကြောင်เนาะဒီမီးဖို့ကြောင်နဲ့ထမင်းစားကန်းကိုအမြဲတမ်းတန်ရှင်းထားပေးရပါမယ်เนาะတချို့အိမ်တွေဆိုရင်မီးဖို့ကြောင်ထမင်းစားကန်းဒါတက်ဖွဲ့စည်းပြီးထားတဲ့အိမ်တွေရှိတယ်เนาะဒီအိမ်တွေဆိုလို့ရှိရင်အမြဲတမ်းတန်ရှင်းထားပေးရမှာပဲအဲ့တော့ဒီလိုမျိုးတီးတန့်ခွဲထားတဲ့အိမ်တွေမဟုတ်တဲ့သူတွေကတော့မီးဖို့ကြောင်နေရာတစ်ဝိုက်မှာတန်ရှင်းထားပေးရပါမယ်တန်ရှင်းရေးလုပ်ပေးရပါမယ်အဲ့တော့မီးဖို့ကြောင်ဆိုတာတန်ရှင်းပြီးတော့ဒါစံတွေเนาะစီတွေဒါပြက်လက်မသွားအောင်
ထားပေးရမယ့်နေရာဖြစ်ပါတယ်အဲ့တော့တန်ရှင်းပြီးတော့ဒါဆန်ဦးစီကိုဒါပြတ်မသွားဘူးဆိုလို့ရှိရင်မိမိအိမ်ရဲ့စီးပွားတက်ခြင်းရဲ့နမိတ်ကောင်းတစ်ခုဖြစ်ပါတယ်နောက်နံပါတ်9အချက်ကကြတော့မိမိတို့အိမ်ရဲ့ဧကန်ဒါမှမဟုတ်လို့ရှိရင်မိမိအိမ်ရဲ့အိမ်မျက်နှာစာเนาะဒီလိုနေရာမျိုးမှာကျွန်တော်တို့စက်တည်မင်္ဂလာရှိစီမဲ့ပုံတို့ပကြီးကားချက်တို့ကိုချိတ်ဆွဲထားရပါမယ်စိတ်ချမ်းသာစီမဲ့လှပတဲ့သဘာဝရှုခင်းပုံတွေထားပေးလို့ရပါတယ်เนาะအထူးသဖြင့်တော့ကျွန်တော်တို့မိသားစုလိုက်เนาะဒါအတူတကွဓာတ်ပုံရိုက်ပြီးတော့ရေမောပျော်ရွှင်နေတဲ့မိသားစုဓာတ်ပုံမျိုးချိတ်ဆွဲထားရင်ပို့ပြီးတော့ကောင်းပါတယ်ဒီလိုမျိုးပုံမရှိဘူးဆိုလို့ရှိရင်လည်းဒါတာယာလှပပွဲကျွန်တော်တို့ဒါရှုခင်းပုံလေးတွေပကြီးကားလေးတွေကိုမိမိအိမ်เนาะဧကန်ဒါမှမဟုတ်လို့ရှိရင်အိမ်မျက်နှာစာအခန်းမှာချိတ်ဆွဲထားပေးပါအဲ့လိုမျိုးချိတ်ဆွဲထားမယ်ဆိုလို့ရှိရင်အိမ်ထဲကိုကြည့်လိုက်တာနဲ့စိတ်ချမ်းသာကြဖြစ်နေပြီးတော့လက်လာပါတွေကလည်းဝင်ရောက်လာမှာဖြစ်ပါတယ်နောက်နံပါတ်8အချက်ကကြတော့ကျွန်တော်တို့တက်နိုင်မယ်ဆိုလို့ရှိရင်တင့်တော်တယ်ပေါ့နော်မိမိအတွက်အဆင်ပြေမဲ့အချိန်တစ်ခုမှာဒါမိမိရဲ့ရွာမိမိရဲ့မြို့မိမိရဲ့ရပ်ကွက်မှာရှိတဲ့ဘုံကြီးကျောင်းတစ်ကျောင်းကိုတွားရောက်ပြီးတော့ကျွန်တော်တို့တိုင်ကက်နာကြီးတစ်လုံးလှူဒန်းပေးပါနော်ဒါဟာဘာလို့လှူဒန်းခိုင်းတာလဲဆိုလို့ရှိရင်မိမိရဲ့အချိန်အခါကန်စားတာတွေကိုပြန်လည်ပွင့်လင်းလာစေဖို့အတွက်ဒီလိုတိုင်ကက်နာကြီးကိုလှူဒန်းခိုင်းရခြင်းပဲဖြစ်ပါတယ်နော်ဒီလိုတိုင်ကက်နာကြီးကိုဒါနိစ္စရာဘုံကြီးကျောင်းတစ်ကျောင်းမှာတွားရောက်ပြီးတော့လှူဒန်းပေးမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ကန်စားတာအချိန်အခါကောင်းတွေရောက်ရှိလာပါလိမ့်မယ်နောက်နံပါတ်9အချက်ကကြတော့ကျွန်တော်တို့တက်ကြီးရွယ်အိုတွေပေါ့နော်မိမိပတ်ဝန်းကျင်မှာရှိတဲ့တက်ကြီးရွယ်အိုတွေဒါမှမဟုတ်ရှင်လည်းဘိုးဘွားရိပ်သာမှာရှိတဲ့တက်ကြီးရွယ်အိုတွေကိုကျွန်တော်တို့စိတ်ပတိလှူဒန်းပေးတာမျိုးဒါမှမဟုတ်လို့ရှိရင်ဒါနှုတ်သမင်းပေါ့နော်ကနာနိုစွန်းလို့ပေါ့နော်အဲနွားနို့နဲ့ထမင်းနဲ့ဒါရောပြီးတော့ပောက်ထားတာပေါ့နော်အဲ့တော့နှုတ်သမင်းလိုမျိုးအာဟာရဖြစ်စေမဲ့ဒါအစားအစာတွေကိုဝင်ငှပြီးတော့လှူဒန်းပေးတာမျိုးနော်ဒီလိုမျိုးဆောင်ရွက်ပေးပါပြီးလို့ရှိရင်အဲ့ဒီလူကြီးသူမတွေရှိကနေပြီးတော့မှအဖိုးဖွားတွေရှိကနေပြီးတော့မှမိမိကဆူတောင်းမြတ်တာခံယူပါနော်လူကြီးသူမတွေရဲ့မိမိကိုဆူတောင်းပေးတဲ့ဆူတောင်းဟာအလွန်စံပကားကြီးမားပါတယ်အဖိုးဖွားတွေရဲ့ဆူတောင်းပေးတဲ့နော်ဆူတောင်းဟာမိမိအတွက်အလွန်စံပကားကြီးမားပါတယ်နံပါတ်10နောက်ဆုံး10ချက်နော်အဲ့တော့နောက်ဆုံးအချက်ပေါ့နော်ဒီအချက်ကလေးကတော့ဒီအခုကျွန်တော်အပေါ်မှာတင်ပြသွားတဲ့အချက်တွေကိုနော်တစ်ချိန်တစ်ခါတည်းလှုပ်ပြီးတော့ရက်ပြစ်လိုက်တာမျိုးမလှုပ်ဖဲနဲ့နော်အပတ်စဉ်စနေနေ့တိုင်းမှာနော်ဖြစ်စီဒါမှမဟုတ်လို့ရှိရင်အနည်းဆုံးတစ်လကိုတစ်ချိန်ဖြစ်စီဒါပုံမှန်ဆွဲရှိနဲ့ပြုလုပ်သွားကြဖို့ပဲဖြစ်ပါတယ်ဒီနေရာမှာစကားချက်အနေနဲ့ကျွန်တော်တင်ပြချင်တာကတော့စနေနေ့မှာမလုပ်နိုင်တဲ့သူတွေကလည်းမိမိအဆင်ပြေတဲ့ရက်မိမိအားတဲ့ရက်မှာကျွန်တော်အပေါ်မှာတင်ပြပေးသွားတဲ့အချက်တွေကိုအားလုံးမဟုတ်ရင်တော့မှဒီทีကနေပြီးတော့မှတစ်ချက်ကိုကျွန်တော်တို့တစ်ပတ်ကိုတစ်ကြိမ်ဖြစ်စေတစ်လကိုတစ်ကြိမ်ဖြစ်စေပုံမှန်ဒါဆွဲရှိနဲ့ယုံကြည်နဲ့ဒီဇိုင်းမဲ့လှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ငွေကြေးဆိုတာကရှားရဖွေရတာကျွန်တော်တို့ဒီလူလောကမှာအင်မတန်မှအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့တော့ငွေကြေးခက်ခဲမှုဆိုတာလူတိုင်းကြုံတွေ့ရတတ်တဲ့လောကဓာတ်တရားတစ်ခုပါပဲเนาะဒါပေမဲ့လည်းစိတ်သက်ကြမနေပဲနဲ့ကျွန်တော်အပေါ်မှာတင်ပြပေးခဲ့တဲ့เนาะလက်တွေ့ကြတဲ့တန်ရှင်းရေးလေ့ကျင့်ကောင်းတွေเนาะဒါနသီလကုသိုလ်တွေနဲ့เนาะရရအစီအမံတွေကိုတွဲဖက်ပြီးတော့မှဇွဲရှိနဲ့ပုံမှန်လှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ကံစားတာတွေဟာတနည်းတစ်နေ့ပွင့်လန်းလာမှာဒါအေကံမလဲပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လက်တွေပွင့်လာပါလိမ့်မယ်ဒါငွေတွေဝင်လာပါလိမ့်မယ်မိမိရဲ့ဘဝမှာအဆင်ပြေချောချောမွေ့မွေ့နဲ့ဒါအခက်အခဲမရှိစွာနေထိုင်ရပါလိမ့်မယ်ဒါလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်တခြားမိတ်ဆွေတွေလည်းသိရှိတော့တစင်ပြန်လည်းမျှဝေပေးခြင်းဖြင့်လည်းမိတ်ဆွေတို့အနေနဲ့ကုသိုလ်ယူကြပါဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေကြတဲ့မိတ်ဆွေများအပေါင်းเนาะအားလုံးတို့ဒီเนาะဒါအစိုးတွေအားလုံးလွှင့်စင်ပြီးတော့ဒါကန်နေပွင့်ကြပါစေကန်နေကောင်းကြပါစေလူရဆန္ဒတွေလည်းပြည့်စုံပြီးတော့မှငွေကြေးလက်လာပါတွေเนาะဒါအဆင်ပြေချုံးမွေးကြပါစေကြောင်းကျွန်တော်ကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်เนาะအားလုံးပဲကျမ်းမာချမ်းသာကြပါစေ